တခါတော့ကရွာလေးရဲ့အနောက်မှာနေထိုင်တဲ့စင်းရဲသားဇနီးမောင်နှံရှိကြပါတဲ့ကွယ်ချိုမာကတော့ကလေးတွေအများကြီးမွေးဖွားခဲ့ပါတယ်ဒါပေမဲ့ဒါကတော့သူတို့မိသားစုတို့မကောင်းပါဘူးဝင်တော့ဝင်ဖို့ဖြစ်စေခဲ့တာပေါ့အကြောင်းကတော့ဦးလင်တို့မိသားစုဟာအရန်ကိုစင်ရဲနွမ်းပါလို့ပဲဖြစ်ပါတယ်အခုဆိုရင်သူတို့မှာသားသမီးတွေလည်းအများကြီးရှိနေကြပါပြီမိမကြီးငါလာစာနည်းနည်းပဲရတယ်ကွာမင်းကလည်းကလေးတွေအများကြီးကိုမွေးထားတော့တာပဲဦးလွင်ကတော့ဇနီးဖြစ်သူရဲ့မျက်နှာကိုကြည့်လိုက်ပြီးတော့တပ်ပြင်းချလိုက်ပါတယ်သူတို့မိသားစုလေးမှာတော့အခုဆိုရင်ဝင်ငွေရလဲမကောင်းတော့ပါဘူးနောက်တစ်နေ့မှာတော့ဦးလွင်ကအပြေးမှာတယောက်တည်းထွက်ထိုင်နေရင်းနဲ့ဘာလို့ရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားနေပါတယ်အဲဒီအချိန်မှာပဲသူ့ရဲ့အရှိကိုကားတစ်စီးကရောက်ချလာပါတော့တယ်ဦးလွင်လည်းတေးသေးချာချာကြည့်လိုက်တော့ခဏနေတဲ့အခါကားထဲကနေလူတယောက်ကထွက်လာခဲ့ပါတယ်မင်္ဂလာပါငါမင်းတို့စီကနေသမီးလေးတယောက်လောက်တောင်းယူမွေးသားခြင်းလို့ပါကွကျွန်တော်မှာတော့အခုအငယ်ဆုံးသမီးလေးတယောက်မွေးထားပါတယ်ခင်ဗျအေးငါကိုအဲ့သမီးလေးပြီးပါလားငါသူ့ကိုကောင်းကောင်းမွေးစားပါမယ်ငါမှသားသမီးမရှိလို့ပါကွယ်တထေးရအဲ့လိုပြောလိုက်တဲ့အခါမှာတော့ဦးလွင်လည်းသေးသေးချာချာကြည့်လိုက်ပါတယ်တထေးရဲ့ကျွန်တော်တို့ကအရန်ကိုဆင်းရဲကြပါတယ်တနေ့ဒီသားသမီးတွေကြောင့်ပဲကျွန်တော်မှပူပန်နေရတာအခုတထေးကရောက်လာတယ်ပြီးတော့ကျွန်တော်တို့ကဒါကဲတင်ရှင်တယောက်ရောက်လာတယ်လို့ဖြစ်သွားတယ်ကျွန်တော်ဘဝမှာတော့စားလောင်မှုနဲ့ကံကောင်းမှုဆိုတာရှိလာပါပြီတထေးရဲ့အဲဒီနောက်မှာတော့ဆင်းရဲသားဦးလွင်ကသူ့ရဲ့သမီးကိုတထေးကြီးကိုပေးလိုက်ပါတော့တယ်တထေးကြီးကတော့ဦးလွင်စီကနေသမီးလေးကိုခေါ်လာပြီးတော့တရားတစ်ခုပေါ်ကိုမောင်းလာခဲ့လိုက်ပါတယ်ခလန်းလန်းကိုရောက်လာတော့တထေးကကားကိုရက်လိုက်ပြီးတော့ကောင်မလေးကိုပွေ့ချီထားလိုက်ပါတယ်ကံကြမ္မာရဆိုရင်ငါသားနဲ့ဒီမိန်းကလေးကတနေ့မှလက်ထပ်ရလိမ့်ငါတော့ဒီလိုအဖြစ်မခံနိုင်ဘူးတထေးကသူခေါ်လာတဲ့မိန်းကလေးကိုမြစ်ထဲကိုပြစ်ချပစ်လိုက်ပါတော့တယ်တထေးကြီးကိုပုံနာတယောက်ကစင်းသားမိသားစုကမိန်းကလေးတယောက်နဲ့သူ့ရဲ့သားဖြစ်သူကလက်ထပ်ရလိမ့်မယ်ဆိုတာကိုဟောထားခဲ့တာကြောင့်တထေးကြီးကအခုလိုရက်ဆက်လှုပ်ခဲ့တာပဲဖြစ်ပါတယ်တထေးကြီးကအဲ့ဒီမှာအိမ်ကိုပြန်လာခဲ့လိုက်ပြီးတော့သားဖြစ်သူရဲ့ဇာတာကိုစစ်ဆေးကြည့်ရှုလိုက်ပါတယ်ငါသားနဲ့တော့လာကစားလှုပ်နေတဲ့သူရဲ့သမီးနဲ့တော့လုံးဝလက်ထပ်မပေးနိုင်ပါဘူးကွာတထေးကြီးကမျက်လုံးခဏမှိတ်ပြီးတော့စဉ်းစားကြည့်လိုက်ပါတယ်သူကတော့သားဖြစ်သူကိုစင်းရဲတဲ့မိန်းကလေးနဲ့ရသွားမှာကိုစိုးရိမ်နေခဲ့တာပါငါတော့ငါသားကိုအစဉ်တန်းရှိပြီးတော့ချမ်းသာတဲ့မိန်းကလေးမျိုးနဲ့ပဲလက်ထပ်ပေးရမှာပဲအဲ့ဒီချိန်မှာတော့ကလေးမလေးကမြစ်ထဲမှာရေစီးကြောင်းတိုင်းမျောပါလို့နေပါတယ်မြစ်ကမ်းပါရဲ့ဘေးတစ်ဖက်မှာတော့ခင်ကငါးဖမ်းလို့နေခဲ့တာပါခင်ကငါးဖမ်းရင်းနဲ့မြစ်ထဲကိုကြည့်လိုက်တော့ကလေးတယောက်ကရေစီးတိုင်းမျောပါလာတာကိုတွေ့သွားခဲ့ပါတယ်ကလေးလေးကတော့အော်ငိုလို့နေတော့တာပေါ့အိုးကလေးလေးတယောက်ပါလားဒီကောင်မလေးကိုဘသူကရေထဲမျောလိုက်ပါလေခင်ကတော့ရေထဲကိုမျောပါလာတဲ့ကလေးမလေးကိုအမြန်ပဲဆယ်ယူလိုက်ပါတော့တယ်သူ့မှာတော့ခင်မုန်းဖြစ်တဲ့သူကလည်းမရှိတော့ပါဘူးခင်ကအိမ်မှာတယောက်တည်းနေထိုင်နေတာပါဒါကြောင့်ခင်ကဒီကလေးမလေးကိုမွေးစားဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်ခင်ကတော့သမီးလေးကိုစွတ်စွတ်လို့အမိပေးလိုက်ပါတယ်အဲ့လိုနဲ့ပဲအချိန်တွေကတဖြည်းဖြည်းနဲ့ကုံဆုံးသွားခဲ့ရင်းနဲ့စွတ်စွတ်ကတဖြည်းဖြည်းအရွယ်ရောက်ကကြီးပြင်းလို့လာပါတော့တယ်စွတ်စွတ်ကအရွယ်ရောက်လာတဲ့အချိန်မှာပဲသူ့ရဲ့မွေးစားမိခင်ကတေဆုံးလို့သွားခဲ့တော့တာပါအခုဆိုရင်တထေးဦးရမရဲ့သားဖြစ်သူပိုင်ကလည်းအရွယ်ရောက်လို့ကြီးပြင်းလာပြီပဲဖြစ်ပါတယ်တနေ့မှာတော့ပိုင်ကလေလေးစီးရင်းနဲ့ခရီးတစ်ခုကိုသွားခဲ့တာပေါ့အဲ့ဒီချိန်မှာပဲရာသီဥတုကအရန်ကိုဆိုးရွားလာခဲ့ပြီးမိုးတွေကလည်းတဲကြီးမဲကြီးနဲ့ရွာချလာခဲ့ပါတော့တယ်အိုးဒုက္ခပါပဲမိုးတွေကရွာလာပြီမိုးကကြားလေးပိုဆိုးလာလေဖြစ်လာပါပြီလေပြင်းတွေကတိုက်ခတ်လာပြီးတော့လှိုင်းထန်လာခဲ့တာကြောင့်လေငယ်လေးကမြုပ်ကျသွားပြီးပိုင်လဲရေထဲမှာကူးခတ်နေနဲ့သတိလစ်သွားခဲ့ပါတော့တယ်မြေဖေးတစ်ဖက်မှာတော့စုကငါးဖမ်းနေတာပါစုကတော့မိုးရွာနေပေမဲ့ငါးဖမ်းနေတာဖြစ်ပါတယ်ခဏကြာတော့စုကမြစ်ထဲမှာမျောပါလာတဲ့ပိုင်ကိုတွေ့သွားခဲ့ပါတော့တယ်အိုးမိုးရဲလေတဲ့လူတယောက်မျောပါလာပါလားမဖြစ်ဘူးငါမြန်ကူညီပေးရမယ်အဲ့ဒီလိုနဲ့စုကရေထဲကိုအမြန်ပဲဆင်းသွားလိုက်ပါတယ်သူမကတော့လိုင်းတွေထဲမှာခက်ခဲနဲ့ပိုင်ကိုကဲတင်ပေးခဲ့လိုက်ပါတယ်
ခဏကြာမှာတော့ပိုင်ပိုင်ကစူးစူးကြောင့်ပြန်ပြီးတော့သတိရလာခဲ့ပါပြီပိုင်ပိုင်ကသူသတိရလာတော့ဒိန်လေးတဲ့ရောက်နေတာကိုသတိထားမိလိုက်ပါတယ်အိုးငါဘယ်ကိုရောက်နေရလဲမိန်းကလေးမင်းအောင်ဘာလုပ်လဲ ငါနာမည်ကစုစုပါဘလို့ဖြစ်လို့ရေထဲမျောပါလာတာလဲ ပိုင်ပိုင်လည်းအဲ့ဒီမှာစုစုကိုအကြောင်းစုံကိုပြောပြခဲ့လိုက်ပါတော့တယ်အခုဆိုရင်ပိုင်ပိုင်ကစုစုကိုချစ်မိလို့သွားခဲ့ပါပြီဒါကြောင့်သူလည်းစုစုကိုအရန်ကိုချစ်မိနေပြီဖြစ်တဲ့အကြောင်းကိုဖွင့်ပြောလိုက်တော့စုစုကလည်းဟန်မဆောင်တော့ပါဘူးချက်ချင်းပဲလက်ခံလိုက်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဖျားเจ้าတစ်ခုမှာလက်ထပ်ခဲလိုက်ကြပါတော့တယ်ပိုင်ပိုင်ကစုစုကိုလက်ထပ်ခဲ့ပြီးတဲ့နောက်မှာတော့သူ့ရဲ့အိမ်ကိုခေါ်သွားခဲ့ပါတယ်ပိုင်ပိုင်ကစုစုရဲ့အကြောင်းတွေကိုလည်းအကုန်လုံးပြောပြလိုက်ပါတယ်သူနဲ့လက်ထပ်လိုက်ပြီလားဒီကောင်မလေးကဘာတူလဲသူ့ရဲ့မျိုးရိုးကရောဒီမိန်းကလေးရဲ့မိသားစုကရောရှိသေးရဲ့လားပိုင်ပိုင်လည်းအမှန်တိုင်းပြောခဲ့ပေမဲ့တထေးကြီးကတော့သူ့သားနဲ့လုံးဝသဘောမတူခဲ့ပါဘူးဒီမိန်းကလေးကအရင်တစ်ခါပုံနာဟောထားတဲ့ငါသားနဲ့ရမယ်ဆိုရင်မိန်းကလေးဖြစ်ရမှာငါသဘောမတူနိုင်ဘူးတနေ့သောအခါမှာတော့ပိုင်ပိုင်ကမျိုးတစ်မျိုးကိုခရီးထွက်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာတော့တထေးကြီးကစွတ်စွတ်ကိုခေါ်လိုက်ပြီးအခုလိုပြောလိုက်ပါတော့တယ်ဟေးဒီမှာမင်းတို့ငါသားနဲ့သဘောမတူနိုင်မင်းဒီအိမ်ကနေထွက်သွားမဟုတ်ရင်ငါမင်းကိုမောင်းထုတ်ရလိမ့်မယ်နော် ဘာလို့လဲအဖေ မင်းမှာမိသားစုရှိသေးတယ်ဆိုရင်တော့ဇင်းရဲတဲ့မိသားစုပဲဇင်းရဲတဲ့မိန်းကလေးတယောက်ကိုငါသားနဲ့သဘောလုံးဝမတူနိုင်ဘူးဒီတော့မင်းဒီအိမ်ကနေအမြန်ဆုံးထွက်သွားပါအဲ့ဒီနောက်မှာတော့စုစုလည်းရန်ကိုဝမ်းနေသွားရှာပြီးအိမ်လေးတဲကနေထွက်လာခဲ့လိုက်ပါတော့တယ်စုစုကအားလဲနဲနေခဲ့ပါတယ်ခဏနေတော့စုစုကခက်လန်းလန်းကိုရောက်လာပြီးသူလဲမူးလဲလို့သွားခဲ့ပါတော့တယ်စုစုကအိမ်လေးတိမ်ကိုရောက်နေခဲ့ပါတယ်ခဏနေတော့စုစုလည်းပြန်ပြီးတော့သတိရလာခဲ့ပါပြီမင်းကဘာလုပ်လဲဘယ်ကနေလာခဲ့တာလဲစုစုလည်းဥပါကိုမှန်တိုင်းပဲပြောပြလိုက်ပါတော့တယ်ဥပါကသူပြောတာကိုနားထောင်ရင်းသူ့ကိုတနာသွားမိခဲ့ပါတယ်မင်းဘဝကတနာเสียပဲငါစီမှာမင်းနေနိုင်ပါတယ်ကွယ်ငါနဲ့အတူတူကူလုပ်ပြီးတော့နေထိုင်မို့သမီးလေးနော်ဥပါကစုစုကိုသူ့ရဲ့သမီးရင်းလေးတယောက်လိုစောင့်ရှောက်ပေးခဲ့ပါတယ်အခုဆိုရင်စုစုကဥပါကိုစူးစမ်းပြီးတော့လဲကူညီပေးနေခဲ့ပါပြီမင်းကအရေးချင်းရှိတဲ့သမီးလေးတယောက်ပဲကွယ်အရန်တော်တဲ့သမီးလေးသာစူးစမ်းရင်တနေ့ချမ်းသာလာမှာပါတနေ့မှာတော့ပိုင်ပိုင်ကအဖေဖြစ်သူနဲ့အတူတူဆွေမျိုးတယောက်ရဲ့မင်္ဂလာပွဲကိုတက်ရောက်ခဲ့ပါတယ်မင်္ဂလာပွဲကနေပြန်အောင်လာတော့ပိုင်ပိုင်ကအခန်းထဲမှာအဖေဖြစ်သူနဲ့အတူတူအိတ်နေခဲ့ပါတယ်ခန်းလေးထဲမှာလဲမွေတကောင်ရောက်နေပြီးတော့ပိုင်ပိုင်ကိုပေါက်ထည့်လိုက်ပါတော့တယ်အမလီအဖေပိုင်ပိုင်တော့အော်ဟင်းနေနဲ့တတိလစ်သွားခဲ့တာပါတတိကလည်းသားဖြစ်သူတွေအရန်ကိုစိုးရိမ်သွားမိခဲ့ပါတယ်ခဏကြာတော့တတိရဲ့အမျိုးအဆွေတွေရောက်လာကြပြီးတော့အမျိုးမျိုးအကြံဝိုင်းပေးကြပါတယ်ဥရမမွေစိတ်ကိုထိုးခိုင်းလို့ရတယ် तू ကမွေပေါက်ခံတာပဲအမြန်လို့ तू မွေသားသည်ခေါ်သွားလိုက်မဟုတ်ရင်တေသွားလိမ့်မယ်ဗျာတတိကြီးကသူ့ရဲ့သားကိုမွေဆရာစီကိုအမြန်ခေါ်သွားခဲ့ပြီးအကူကြီးတောင်းခဲ့ပါတယ်ငါတော့အကူကြီးမပေးနိုင်ဘူးအသက်လဲကြီးပြီလေအချိန်ကတော့ကုသပေးလို့ရသေးတယ်အခုတော့အဆင်မပြေတော့ဘူးသူ့ကိုဒီကနေခေါ်သွားလိုက်ပါတတိကြီးကတော့မျောလင်းချက်မဲ့တယ်လို့ဖြစ်သွားပြီးတော့သားဖြစ်သူတို့အရန်ကိုစိုးရိမ်သွားရပါတော့တယ်ဒါပေမဲ့ဆူဆူကကူညီပေးခဲ့ပါတယ်သူကအပြင်ထွက်သွားပြီးတော့အစိတ်ဖြေရွက်ကိုယူလာကပိုင်ပိုင်ကိုကုသပေးလိုက်ပါတယ်ဆူဆူကြောင့်ပိုင်ပိုင်လည်းအစိတ်သက်သာသွားပြီးတော့ပြန်သတိရလာခဲ့ပါတော့တယ်အိုးဆူဆူမင်းကကယ်တင်ပေးလိုက်ပြန်ပြီငါမင်းကိုသတိရနေတာဆူဆူရဲ့ငါဖေပြောတော့မင်းအိမ်ပေါ်ကနေစိတ်ဆိုးပြီးဆင်းသွားတာဆိုသမီးရဲ့အဖေကိုခွင့်လို့ပါသမီးအဖေမှာအပြည့်ရှိပါတယ်သမီးကိုအဖေတောင်းပန်ပါတယ်ကွယ်နော်တတိကြီးကဆူဆူကိုတောင်းပန်ပြီးတာနဲ့သူ့ရဲ့သားကိုလည်းအကြောင်းစုံပြောပြလိုက်ပါတော့တယ်အခုဆိုရင်တတိကြီးကအမြင်မှန်ရသွားခဲ့ပြီးတော့အဲ့ဒီနောက်မှာတော့သူတို့အားလုံးလည်းချစ်ချစ်ခင်ခင်နေထိုင်သွားခဲ့ကြပါတော့တဲ့ကွယ်